ကြောင့်နေအိမ်စွန့်ထွက်ပြေးနေရတဲ့ကချင်ဒုက္ခသည်စခန်းတစ်ခုဖြစ်တဲ့မိုင်ဂျာယန်ဆယ်မိုင်ပါဒုက္ခသည်စခန်းမှာအစားအစာအတွက်အခက်အခဲဖြစ်နေတယ်လို့မေလ9 ရက်နေ့ကတွားရောက်ကူညီခဲ့တဲ့အဖြူရောင်တွဲလက်များအဖွဲ့ကပြောဆိုပါတယ်။အပြည့်အစုံကို RFA သတင်းတောက်ကိုထွန်းထွန်းကတင်ပြပါလိမ့်မယ်ရှင်။ကချင်လွတ်မြောက်ရေးအဖွဲ့ KNO ထိပ်ချုပ်ဒေသအတွင်းရှိဆယ်မိုင်ပါဒုက္ခသည်စခန်းကဒုက္ခသည်တွေမှာအဓိကအနေနဲ့အစားတောက်ခက်ခဲတွေရှိနေတယ်လို့အဲ့ဒီစခန်းကိုတွားရောက်ကူညီပေးနေတဲ့အဖြူရောင်တွဲလက်များအဖွဲ့ကပြောဆိုပါတယ်။ဆယ်မိုင်ပါစခန်းဟာဗမော်ခရိုင်မုံမောက်မြို့နယ်မိုင်ဂျာယန်ဒေသမှာရှိတာဖြစ်ပြီးစစ်အစိုးရနဲ့ KNA တိုက်ပွဲတွေကြောင့်ဗမော်လေကျကားလမ်းတစ်လျှောက်ရွာတွေကထွက်ပြေးလာသူတွေကိုစုပေါင်းထားတာဖြစ်ပြီးလူဦးရေ800ခန့်ရှိပါတယ်။အကြဆုံးပြောပါဆိုရင်ကျွန်တော်သိခဲ့ရတာကတော့အစားတောက်ကိစ္စမှာသူတို့မှာတော်တော်လေးခက်ခဲဖြစ်တယ်။ဒီမှာအခုချိန်အထိတော့သူတို့ဘယ်လိုခေါ်မလဲထမင်းစားနေရရှိတယ်။သို့တော့ထမင်းစားနေရတယ်ဆိုတဲ့ကိစ္စမှာသူတို့တရက်စားတယ်ထမင်းကဘယ်ပုံတနဲ့စားနေရလဲ။အဲ့ဒါလေးလည်းကျွန်တော်တို့နည်းနည်းကြည့်ဖို့လိုအပ်မှာ။သူတို့ထမင်းနဲ့ကျွေးတယ်ပေါ့ဗျာ။မသိုံတမဲပုံတံမျိုးပဲဗျာစားရတာ။ထမင်းလေးရယ်အာလူနေလေးရယ်လူလိုစားတာမဟုတ်ဘူးဗျာကျွန်တော်စိတ်မကောင်းအဲ့စကားပြောရတာတော့တကယ်စိတ်မကောင်းအဲ့တော့အစားအာဟာရအတွက်လိုအပ်တယ်ဒီဒုက္ခသည်တွေအတွက်အဖေအောင်တွဲလက်များဖွဲ့ကမက်ရှလာ9 ရက်နေ့ကတခါလာရောက်ကူညီပေးခဲ့တာရှိပြီးဒုတိယအကြိမ်အနေနဲ့မေလ9 ရက်နေ့ကတွားရောက်ကူညီပေးခဲ့တာဖြစ်ပါတယ်။မိုင်ယာယန်ဒေသတစ်ခုလုံးမှာဒုက္ခသည်စခန်းပေါင်း9ခုရှိပြီးဒုက္ခသည်ဦးရေ13000ကျော်ရှိပါတယ်။ဒုက္ခသည်ကူညီရေးအတွက်တကြံကာလအတွင်းရေရောင်းပြီးရမုံငွေရှာစုဆောင်းခဲ့တာဖြစ်ပြီးဒုက္ခသည်တွေစိတ်သက်သာရေးအတွက်တေးသချင်းဖျော်ဖြေမှုတွေအပြင်မျက်လည်ပွဲတွေကထပ်သွင်းပေးတာတွေ့ရပါတယ်။ကျွန်တော်ဒီမှာအများကြီးမလူနိုင်ပါဘူးသို့တော့ကျွန်တော်တို့ကအဓိကရည်ရွယ်ချက်ကပတ်စံလှူတာထက်ကျွန်တော်တို့ပတ်စံလှူတာထက်ဒီမှာသူတို့ရဲ့စိတ်မွန်းချက်မှုတွေနည်းနည်းလေးစိတ်ပေါ်ပါသွားစေလို့လေသူတို့ရဲ့ဒုက္ခတွေကျွန်တော်တက်နိုင်တဲ့တော့မျှဝေခံစားကြည့်ချင်တယ်။လှူဒါန်းတဲ့ငွေကြေးတွေကိုမိုင်ဂျာယန်ဒေသကဒုက္ခသည်တွေကိုကူညီပေးနေတဲ့1 pound and 12လို့ခေါ်တဲ့ WPN အဖွဲ့ကတဆင့်ကူညီပေးနိုင်ဖို့အတွက်ပေးရခဲ့တယ်လို့သိရပါတယ်။ဒုက္ခသည်တွေမှာစားဝတ်နေရေးအပြင်ကျန်းမာရေးနဲ့ကလေးတွေအတွက်ပညာရေးကဏ္ဍတွေမှာလည်းလိုအပ်ချက်တွေရှိနေသေးတယ်လို့အဖေအောင်တွဲလက်များအဖွဲ့ကပြောဆိုပါတယ်ခင်ဗျာ။